Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Arambhayanda Seyandukata Amida Virasa Lalita Adulam Saranadi Bhubadama Yamagan Dukharandrana Panamami Zinam Edina Disa Wasena Hotumi Zayamikalam Arambhayanda Seyandukata Amida Virasa Lalita Adulam Saranadi Bhubadama Yamagan Dukharandrana Panamami Zinam Edina Disa Wasena Hotumi Zayamikalam Araham Jamana Ludomo Duroi Jibu Goyo Buddha Tugu Kando Mutaito Araham Segwaya Yadita Naimakamu Kilida Agudu Nijiro Gule Puludo Mamu Betado Arahavadana Nidagwadato Ayato Kilidharu Maki Vizijiro Muvidado Bayada Sayavaduyam Piyadu Gwadada Omino Mubitado Dukada Gaundo Dagago Suro Mudadado Dukada Gaundo Nibandu Leve Chuadwaro Mudadado Amidam Manashado Gono Bonele Bizono Mubitado Vidyayaga Sajido Kilida Muniji Maki Wido Mubitado Lalita Yonjido Chadwebi Gumyu Sambe Tidido Mubitado Adulam Dila County Tamatini Jibidenya Longeta Yui Yaila Naindu Adula Shiro Mamubitado Serena Nebayo Joe Jingoni Pizono Mubitado Tibu Badama Bawaduma Bondoma Dunai Kilida Pumido Guji Zero Munaidado Yamaga Yemi Zozo Sajido Dago Biati Harugo Anulo Padilo Biaswano Munaidado Dukharam Lujana Nachana Nivanchandarugo Piro Mudadado Parana Luna Nagada Javyamadawa Vini Miabu Jiroi Atago Vayase Igam Chido Mubitado Zinam Litizaba Kangola Ganga de Chatepin Namazwa Yami Opjesi Amina Mudobaya Shenkuromya Jigo Aham Bayadviroti Banama Mi Yudi Miano Manyojo Yuishego Grova Imyaswabaya Mayam Bayadvirot Maruti Banama Yude Miano Manyojo Shego Grojavago Imyaswabaya Edina Disamusina, Idonoda Bodo Latapin, Homas Soyare was in this as a gajam. Edina Disamusina, Idobayashi, Guromia Jibi, Arahambai, and Asia, Sashido, Gunoruni, Yezono Mubabe, Lumaganzwa Soyare was in this as a gajam. Me Junua Magam, Janodua. Zayamigalam Navyadwin Bibian Siwe Louisana Udamyadi Piwa Sonswa Sandotato Auya Amu Aung Jong Beauty Aung Suyerana Aung Jinji Migalati Hodu Moja Madri Pibazi Dadi Payadvi Dodi
တန်တရာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးမှာယူသည်မြတ်တို့လက်စွန်မူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောပိစိကဗုဒ္ဓရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးမှာယူသည်မြတ်တို့လက်စွန်မူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောအဂတဝကမဟာတဝကယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးမှာယူသည်မြတ်တို့လက်စွန်မူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငါယူသည်မြတ်တို့လက်စွန်မူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငါယူသည်မြတ်တို့လက်စွန်မူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောဖခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငါယူသည်မြတ်တို့လက်စွန်မူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောလိမ္မာစရာကျိုးအကြောင်းပြဆိုဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငါယူသည်မြတ်တို့လက်စွန်မူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုစီးပူးဖြစ်ခြင်းလျက်ရှိကြကုန်သောယဟန်ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငါယူသည်မြတ်တို့လက်စွန်မူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောကြားပြသဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌အာယေကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငါယူသည်မြတ်တို့လက်စွန်မူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တ
န္တရာမှာစာ၍ယနေ့တိုင်အောင်ထမင်းတလုံးဤဓမုတ်စားသဖြင့်ဘေကံချီးမြှင့်ထောက်ပံ့ဘူးသောကျေးဇူးရှင်ဆရာသခင်နှင့်တကွတရားဓမ္မပုဂ္ဂိုလ်တို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့မညွတ်ကြွ၍ရှေခိုးကြောလိုက်ပါ၏မြတ်စွာဘုရား